မင်္ဂလာပါခင်ဗျာ2026ခုနှစ်ရဲ့တတိယမြောက်လဖြစ်တဲ့မတ်လတဲ့ကိုရောက်ရှိလို့လာပြပြန်ပါပြီဒီလထဲမှာဇွဲလုံးလာကြည်မာပြီးတည်ငြိမ်ရင့်ကျက်တဲ့ Capricorn ခေါ်မကာယာယာဒီဖွားတဲ့အတွက်ဘလို့ထူးခြားတဲ့ကံကြမ္မာတွေစောင့်ကြိုနေမလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အလုတ်ကိုင်းငွေကြေးအချစ်ရေးနဲ့ကျမ်းမာရေးဘယ်အပိုင်းတွေမှာအာတာနေဒီဘယ်အချစ်တွေကိုတတိထားရမလဲဆိုတာအစုံထိကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့အလုတ်အကင်ကန်တာကိုကြည့်အောင်ပါမကာယာယာဒီဖွားရီထွက်မက်လာဟာစ조사မှုရဲ့အတီးပုံကိုခန်းစားရမယ့်လလို့ပြောလို့ရပါတယ်ပြီးခဲ့တဲ့လတွေကမပြီးပြတ်သေးတဲ့ project တွေဒီလထဲမှာအောင်မြင်စွာအဆုံးသတ်နိုင်ပါလိမ့်မယ်ဝန်ထမ်းများအနေနဲ့ယာရူးတိုးတာဒါမှမဟုတ်တာဝန်သစ်တွေရရှိလာနိုင်ခြေရှိပါတယ်အချက်လူကြီးတွေရဲ့မျက်စိကျခြင်းကိုခံရမယ့်အချိန်ဖြစ်လို့ကိုယ့်ရဲ့အရေးအချင်းကိုအစွမ်းကုန်ပြသဖို့အကောင်းဆုံးအချိန်ပါပဲစီးပွားရေးလုပ်ငန်းရှင်များအထက်ကတော့ယင်းနှိမ့်မြုပ်နှံမှုအသက်တွေအတွက်အလားအလာကောင်းတွေပေါ်လာပါလိမ့်မယ်။ဒါပေမဲ့စာချုပ်စာတမ်းလက်မှတ်ထိုးတာမျိုးတွေဟိုတော့လလယ်ပိုင်းနောက်မှပြုလုပ်တာပိုပြီးစိတ်ချရပါလိမ့်မယ်။ငွေကြေးပိုင်းမှာတော့ဝင်ငွေစီးဆင်းမှုကပုံမှန်ထက်ပိုကောင်းနေမှာပါ။ဒါပေမဲ့မကာယာယာဒီဖွားဒီတတိထားရမှာကအတုံးစရိတ်ပါ။ဒီလထဲမှာအိမ်ပြုပြင်တာအိမ်အလှဆင်တာဒါမှမဟုတ်မိသားစုအတွက်မမျှော်လင့်ပဲအသုံးပြုရတဲ့အသုံးစရိတ်တွေရှိလာနေပါတယ်။ငွေဝင်တာနဲ့အမျှစနစ်ကြအခွေးဝရီတမ်းဆွဲဟုလိုအပ်တဲ့လဖြစ်ပါတယ်။အချစ်ရေးမှာတော့တည်ငြိမ်မှုရှိနေပါတယ်။ချစ်သူရည်စားများနဲ့အိမ်တောင်တယ်များအတွက်တယောက်နဲ့တယောက်နားလည်မှုပိုရလာတဲ့အခြေပါ။အိမ်တောင်ဖက်ရဲ့ပန်ဖိုးကူညီမှုကိုအပြည့်အဝရရှိပါလိမ့်မယ်။အပြိုလူပြိုများကတော့ဒီလထဲမှာမထင်မှတ်ထားတဲ့နေရာမျိုးကနေစိတ်ဝင်စားစရာကောင်းတဲ့လူတစ်တယောက်နဲ့စုံတွေ့ရတတ်ပါတယ်။ဒါပေမဲ့ချက်ချင်းကြီးဆုံးထက်ချက်မချပဲအချိန်ယူလေ့လာကြည့်ဖို့အကြံပြုချင်ပါတယ်ခင်ဗျာကျမ်းမာရေးပိုင်းမှာတော့အလုတ်ဖိအားကြောင့်စိတ်ပင်ပန်းတာခါနာတာမျိုးတွေဖြစ်တတ်ပါတယ်အားလက်ချိန်မှာတရားမှတ်တာဒါမှမဟုတ်ကိုလက်လှရှာအားကစားလေးတွေပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်နေကုန်းချုပ်အနေနဲ့ပြောရရင်2026မတ်လဟာမကာယာယာဒီဖွားတွေအတွက်အခွင့်အလမ်းတစ်တွေတည်ဆောင်လာမယ်လဖြစ်ပါတယ်စိတ်ရှည်တိခံမှုနဲ့အတူရှေ့ဆက်မယ်ဆိုရင်ထူးခြားတဲ့အောင်မြင်မှုတွေရရှိမှာအသေးကြပါပဲအခုတင်ဆက်ပေးခဲ့တဲ့ Hospital လေးကိုနှစ်သက်တယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ယာဒီဖွားတွေရဲ့ Hospital တွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးပါဦးခင်ဗျာအားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေဗျာ